Tech Brother ပြောပြမယ်နားခေါင်ညီလေးတို့ရုံးကစာဗာတွေမှာ hard disk တွေအများကြီးကိုဘာလို့တပြိုင်တည်းတက်ထားတာလဲလို့စဉ်းစားဘူးလားအဲ့ဒါ RAID Redundant Array of Independent Disk Logic ကိုတုံထားတာပါအဓိကအသုံးများတဲ့အမျိုးအစား၃ခုကိုပြောပြမယ်ပထမဆုံး RAID 0သူက data တွေကို hard disk နှလုံးပေါ်မှာခွဲတင်လိုက်တာဒါကြောင့် data ဖတ်တာရေးတာအယောင်မြန်သွားမယ်ဒါပေမဲ့တစ်လုံးပြည့်ရင်အကုန်ပြတ်မယ်ဒုတိယကတော့ RAID 1သူက mirror လို့ခေါ်တယ်တစ်လုံးမှာရေးသမျှနောက်တစ်လုံးမှာ copy အလိုလိုကူးသွားတာတစ်လုံးပြက်လဲနောက်တစ်လုံးမှာ data အပြည့်အစုံကျန်နေမယ်လုံခြုံရေးကိုတော့အကောင်ဆုံးပဲနောက်ဆုံးကတော့ RAID 5သူက hard disk 3လုံးနဲ့အထက်သုံးရတဲ့အမြန်နှုန်းရောလုံခြုံရေးတော့မြတ်တအောင်လုပ်ထားတာညီလေးတို့က professional IT တယောက်ဖြစ်ချင်တဲ့ဆိုရင်ကိုလုံးငန်လိုအပ်ချက်အရာဘယ် RAID ကိုသုံးမလဲဆိုတာဆုံးဖြတ်တော့ရမယ်နေစဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး Senior IT Brother ဖြစ်ဖို့ follow လုပ်ထားပါအောင်